အမေကကျွန်တော်ကိုစကားပတ်ပေါ်တင်လိုက်တယ်ပြီးတော့ခလုတ်ကိုနှိပ်လိုက်တယ်ကျွန်တော်ဟာအမေနဲ့တဖြည်းဖြည်းဝေးကွာသွားခဲ့ရတယ်ကျွန်တော်မှရှိနေတဲ့ယောဂကြောင့်အမေကကျွန်တော်ကိုစွန့်ပစ်ချင်နေတာလို့ပဲကျွန်တော်ထင်ခဲ့မိတယ်ဒါကြောင့်လွတ်မြောက်နိုင်မဲ့အခွင့်အရေးကိုတော့ကျွန်တော်လက်လွတ်လိုက်တယ်အမေအတွက်ဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်တော့ဘူးလေဒါပေမဲ့နောက်ဆုံးမှာတော့အမေကိုယ်တိုင်ပဲအဲ့ဒီဆက်ကိုရက်ပစ်လိုက်တယ်အမေဟာအရန်ကိုဝမ်းနဲ့ပက်လက်ငိုကြွေးနေခဲ့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ဘဲကခွန်အားတွေရလာမှန်းမသိဘူးလက်ရန်ကိုကင်ပြီးမက်တက်ရက်လိုက်တယ်အဲ့ဒီအချိန်မှာပဲကျွန်တော်လမ်းစာလျှောက်တက်သွားခဲ့ပြီးကျွန်တော်အမေစီကိုရှောက်သွားပြီးအမေလက်ကိုစုပ်ကင်လိုက်တယ်အမေကကျွန်တော်ကိုပွေ့ဖက်ပြီးပိုလို့တောင်ငိုနေပါသေးတယ်အမေကကျွန်တော်ကိုစွန့်ပစ်ဖို့ဘယ်တော့မှမရည်ရွယ်ခဲ့တယ်လို့ကျွန်တော်ကိုယ်တိုင်လည်းအရှုံးမပေးနိုင်တော့ပါဘူးတခါကလူမိုက်တွေကျွန်တော်ကိုလာနိုင်ကျင့်တော့ကျွန်တော်အရန်ကြောက်နေခဲ့တယ်ဒါပေမဲ့အမေကိုမြင်လိုက်ရတဲ့ခဏမှာပဲကျွန်တော်ဟာပတ်စံကိုချက်ချင်းပြန်လူပြီးထွက်ပြေးခဲ့တယ်ဒါဟာကျွန်တော်ပထမဆုံးအကြိမ်ပြေးတက်သွားတာပါအမေဟာမြင့်တက်သွားပြီးမှကျွန်တော်ကိုချက်ချင်းအားပေးတော့တယ်နောက်လက်ကြည့်လိုက်တဲ့အခါလူမိုက်တွေကြံရစ်ခဲ့ပြီးနောက်ဆုံးမှာတော့အမေနာကိုပြေးရောက်သွားပြီးဘေးကင်းသွားခဲ့တယ်အဲ့ဒီမှာတင်အမေကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်ကျွန်တော်ကိုအပြေးအားကစားအသင်းစီခေါ်သွားခဲ့တယ်အစပိုင်းမှာကျွန်တော်အရန်နေခဲ့တယ်အသင်းထဲမှာ train လို့ခေါ်တဲ့တယောက်ရှိတယ်သူကအမြန်ဆုံးပဲထူးဆန်းတာကသူဟာခေါင်းမှာ plastic အိတ်ကိုအမြဲဆွတ်ထားတတ်တယ်ဒါကြောင့်ကျွန်တော်လည်းသူ့ကိုအတူယူပြီး plastic အိတ်ဆွတ်ကြည့်တာပေါ့အသက်ရှူရတာအရန်ကျက်လာတယ်အမေကမြင်မြင်ချင်းအိတ်ကိုဆွဲခုတ်ပစ်လိုက်တယ်တယောက်ကကျွန်တော်ကိုအနိုင်ကျင့်နေတယ်လို့အမေကထင်သွားတာကျွန်တော်ကတော့ငိုယိုပြီးကျွန်တော်ပုံမြင်မြင်ပြေးချင်လို့ပါလို့ပဲပြောနိုင်ခဲ့တယ်အဲ့ဒီနောက်အမေကကျွန်တော်နဲ့အတူစပြေးပါတော့တယ်မိုးမလင်းခင်ကတည်းကကျွန်တော်တို့ပြေးခဲ့ကြတယ်အမေကအမဲသားဟင်းတွေကိုကျွန်တော်ကိုပဲအကုန်ကျွေးပြီးကျွန်တော်ညီလေးကတော့ပေါင်မုတ်ပဲစားရတယ်ကျွန်တော်ဘာမှမပြောပဲပြေးုံပဲပြေးခဲ့တယ်ကျွန်တော် train ထက်တောင်ပုံမြန်လာခဲ့ပြီးမကြခင်မှာပဲနောက်ဆုံးစစ်ဆေးပွဲရောက်လာတယ် train ကကျွန်တော်ကိုစိုက်ကြည့်ပြီးအသေးလဲလိုက်ပြေးတယ်နီးပြက store work ကိုနှိပ်လိုက်တဲ့အခါကျွန်တော်စံချိန်ချိုးနိုင်ခဲ့ပြီးဒါကြောင့်ကျွန်တော်ဟာဟောင်ကောင်ကိုစားပြုပြီးပြိုင်ပွဲဝင်ခဲ့ရတယ်ပြိုင်ဘက်အားလုံးကိုကြော်ဖြတ်ပြီးပန်းဝင်ခဲ့တဲ့အိမ်ပြန်ရောက်တဲ့အခါရွှေတစိတ်ကိုအမေလေပင်မှာဆွဲပေးလိုက်တယ်ဒါတွေအားလုံးဟာအမေကြောင့်ဆိုတာကျွန်တော်သိတယ်အမေကရွှေတစိတ်ကိုကင်ပြီးပျော်လွန်းလို့ငိုနေရှာတယ်ဒါပေမဲ့ဒါဟာအစပဲရှိပါသေးတယ်ကျွန်တော်ရွှေတစိတ်တွေအများကြီးထည့်ရခဲ့တဲ့ပြိုင်ပွဲတိုင်းမှာအမေဟာပွဲကြည့်စင်ပေါ်ကနေအမြဲတမ်းအားပေးနေတော့မှာပဲကျွန်တော်ဟာအမေစီကနေခွန်အားတွေကိုရရှိခဲ့ပါတယ်